မင်္ဂလာပါကောင်းပါဒီထဲမှာတော့ကျွန်တော်တို့စောင့်မျှော်နေတဲ့ဖော်ရှိကရောက်ရှိလာပါပြီကျွန်တော်မှာ UC 4000ရှိပါတယ်4000နဲ့ကားဘယ်နှစီးရမလဲပြီးတော့ကျွန်တော်ရတဲ့ကားထဲကတစ်စီးကိုကျွန်တော်ကလန်မာဘာတွေကိုကစ်ပေးပါမယ်ဒီတော့ကားတွေတော့ကြည့်ရအောင်မယ်ရောက်ရှိလာတဲ့ကားအနေနဲ့တော့ပါမလဲဆိုတော့ဒါခု RB ကားထဲကတကတ်တန်စီပါလေးပါတော်တော်လေးကိုလှပါတယ်ဒီကားကတော့တော်လေး classic ဆန်ပါတယ်ဒါတော့တုံးကန်တယ်ပါတုံးကန်တယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ပွဲမစခင်မှာကွန်တိန်နာနဲ့ကားလာချပေးမယ်ပြီးတော့အဲ့ကားစီးပြီးမှဒီဆင်းလို့ရပါမယ်ထူးခြားချက်အနေနဲ့သူ့မှာ boost လေးပါပါမယ် boost လေးကဒီလိုလေးပါတော်တော်လေးလှပါတယ်တကတ်တန်မှာတော့မပါပါဘူးဒါတော့ခု RB လေးပါပြီးတော့ဒါကတော့ UA ဒါစီယာပါဒါစီယာဒါတကတ်တန်ပါဒါတော့ဒါစီယာတုံးကန်တန်ဖြစ်ပါတယ်ဒါ UAZ တကတ်တန်ပါဒါကတော့ UAZ တုံးကတ်တန်ပြီးတော့ဒါမီယာဒိုထဲကဒါတကတ်တန်ပါတုံးကတ်တန်တော်တော်လေးကိုလှပါတယ်တော်တော်လေးလှပါတယ်ကားတွေအားလုံးထဲမှာလှဆုံးလို့ပြောရပါတယ်ကျွန်တော်တော်ကြိုက်ပါတယ်ဒီတော့တော်ပြီးကန်ဆယ်ကြည့်ပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ first draw let's go using 50နဲ့ okay ဒီလိုမျိုးနေရာမှာကျွန်တော်တို့ free လေးနဲ့ပို့ရပါမယ် let's go okay play 1ဟုတ်လားမဟုတ်လားတော့မသိဘူးကျွန်တော်တို့အစမှာ free ရင်နောက်ပိုင်းကျရင်ရတယ်ပြောတာပါတယ်ဒီတော့ free လေးကောင်းလေးပေါ့အရှိဖက်မှာ okay okay level 2တော့တက်သွားပါပြီ level 3ပါနော် free တယ်ဟာအရှိပိုင်းမှာတော့နောက်ပိုင်းမှာကျတခါလဲ2ဆင့်3ဆင့်တွေပါတက်ပလိုက်ပါကိုကအရှိပိုင်းမှာထိုးကြည့်ထားတာပါဘာမှမဟုတ်ပါဘူးလှည့်စားထားတာပါ3ကြိမ်ပြည့်ရတဲ့သူကတက်ကိုတက်ပါတယ်ဟောတောက်လျှောက်ဖေးရဗျโอเคခဏဖေးလို့ထင်တယ်သူကပေးတာကျွန်တော်တို့တက်ဖေးပါတယ် what the fuck ဟောတောက်လျှောက်ကြီးဖေးနေရနော်ကျွတ်စင်ဟာမဟုတ်သေးပါဘူးဟာရောက်ဟုတ်ပါမလား okay 1490ပေါင်ချပါရှိပါမရှိဘူးโอเค9990ဒီမှာတက်လိုက်ပါဒီမှာတက်ပေးလိုက်ပါရှေ့မှာတော်လေးဖေးထားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဖီးလေးနဲ့ဝါဖီးလေးနဲ့ဖာဖေးပါပြီကွာရှစ်ဒီစီက1000ပဲကျန်တော့โอเคဒီတော့ကလိန်လိုက်ပါမယ်2300 4000ရှိတာ4000ရှိတာထဲမှာကျွန်တော်ဟိုပါပေါ့19000တကတ်โอเค let's go ဒီတော့နောက်တစ်ခါပြန်စမယ်50နဲ့မစိုးဘူးလို့ပြောရတယ်အဲ့ဒီ9000ဒါပေမဲ့နှစ်ကြိမ်သွားတာပေါ့9000တစ်ကြိမ်တက်တယ်အဲ့လိုဖေးပါတယ်ထုံးစံတိုင်းပါပဲတက်ဖေးပါတယ်နှစ်ကြိမ်မတက်တင်ဘူးဒီမှာ6ကနေတခါလေးမှ8တိတက်သွားလိုက်ပြီးနေပြီကိစ္စရတယ်ကိစ္စမရှိဘူးကျေးဇူးတင်တယ်โอเคတက်သွားတယ်1000
我说那比人伊没拉到，好嘞 ，Let's go。OK， 一度關一頭丫嚟如果，先別嘅。哇，你當正話咧？當正啊 ，fuck it。呀，特別5,800正話咧，5,800你ဖြစ်သွားပါပြီ。5,3500ဒါပေမဲ့ let's go。ဟောဘယ်လိုလုပ်တင်လဲ994လောက်အဲ့တော့ကန်ကောင်းလဲကျွန်တော်တော့ဆက်မသွားတော့ပါဘူးဆက်မသွား1000ကျန်တဲ့ဟာလေးနောက်မှပဲ easy ဖောက်လို့ရ okay let's go ဆိုတော့က3600မပြည့်သွားဘူးမပြည့်သွားတဲ့သူကကွန်ကတော့ဥစားဖြစ်မှာမဟုတ် yes sir လောက်ရှိပါ1300 1,900ကွိုင်နဲ့ပါညာနဲ့ဆိုရင်ကဲ master fee ရေပါတော့မလုပ်ပါနဲ့ Porsche တဲ့ကကျွန်တော်ကလိုချင်တာတော့ဒီအပန်းရောင်လေးပါဒီအပန်းရောင်မဟုတ်တာဘယ်လိုခေါ်လဲပဒံများရောင်ပေါ့သူကနာမည်က Ruby Star ဆိုတော့ပဒံများရောင်ပေါ့အပန်းရောင်မဟုတ်တော့ပဒံများရောင် Okay let's go nice okay ထားလိုက်တာနော်မအခုနောက်ထပ်ကဘာလောက်ရမလဲဆိုတော့ဟို1900ဒီမှာနော်တက်ကက်လဲမယ် let's go တက်ကက်လဲမယ်ပြီးတော့ဟိုပါပေါ့တက်ကက်လဲမယ်အရင်ဆုံးတငယ်ချင်းကို give ပေးလိုက်ပါမယ်ဒါကတော့နောက်မှပဲဟိုစဉ်းစားလိုက်မယ်အရင်ဆုံး give ပေးလိုက်ပါမယ် give လာပြန်တော့ give လာဒီပေါ့နော်ဝဲအော်ဒီမှာတွေ့ပြီ got you bro give ထဲကမှာအာလူကျွန်တော်ကလန်မန်ပါလေးအာလူပါအာလူပါ okay let's go okay ပါဒီတော့ခဏလေးကျွန်တော်သွားပြီးစဉ်းစားလိုက်ပါမယ်ဒီတော့ကျွန်တော် UC မထည့်သေးပါဘူးအဲ့တော့အရင်ဆုံးရှိတဲ့ UC လေးပဲဆက်ဖောက်ကြည့်ပါမယ်ကန်ကောင်းမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တော့တော်တော်လေးကန်ကောင်း let's go 60 UC က13000ရှိပါတယ်တက်တယ်ပထမချိန်တက်တယ် UC 60ဖေးပါတယ်အရှိမဖေးရကိစ္စမရှိပါဘူးနောက်ပိုင်းကျရင်တက်ပြီးမှာပါဖေးပါတယ်ဒီခေါက်တော့3ချိန်မြောက်ဆိုတော့တက်ပါပြီဒါတော့အဲ့ဒါတက်တော့နှစ်ဆင့်ကြီးွာအရှိမ250မပြောတော့ရပါလား900ပဲရှိပါသေးတယ်အစီပေါ့ okay ပါဒါဟိုအရင်ကဆို UC ပြန်9000 UC 9000ပြန်ပေးရမျိုးရှိရဗျာအခုကကျတော့ coin 900ပဲပေးရတဲ့နဲ့3ဆင့်1000 let's go UC 1000ကျန်ဘဲကျန်ပါတယ်okay 好呀飛嚟啦ကွာ
3ဆင့်The last chance ဖွာကွာ8000နေရတော့ဒါတော့ဒီတော့ကကျွန်တော် level 6ရောက်ပါပြီဒီ950နဲ့ဒီမှာ950နဲ့ဒီမှာတက်ကက်1500မပြည့်ဘူးရော What the fuck ခုနကအော်တက်950နဲ့50နဲ့ဆိုတော့1500မပြည့်ဘူးခအဲ့တော့ယူသားထည့်လိုက်ပါမယ်ကဲကျွန်တော်အားလုံးမင်္ဂလာပါကျွန်တော် UC 8100ပြန်ထည့်ပြီးမှလာပါပြီဆိုတော့2000ကျော်ကျန်တာနဲ့အခု8100နဲ့ဆိုရင်တော့1000ထပ်ဖြစ်သွားပါပြီအဲ့တော့8100ထပ်ပြီးမှ8000နဲ့ဟိုပါပေါ့4200နဲ့ဆို9000ပေါ့ UC 9000တော့ကြပါတယ်ကြည့်တင်ပါတယ်9900 Okay let's go Okay ဒီခါတက်လိုက်ရင်ပြီးပါပြီပြီးပြင်ပါမယ်ပြီးရင်လား Let's go You mother ထည့်ရပါမယ်ဟောပေါ့600လောက်တော့ထည့်ထားပါတယ်600လောက်တော့ထည့်ထားတယ်ပြင်ပြီးပေါ့မယ်ဒါနောက်ဆုံးကြည့်ကန်ကောင်းရင်တော့2ကြိမ်တက်ပါကွာ2ကြိမ်တက်တော့ကန်ကောင်းတာပေါ့တက်လည်းမတက်နိုင်တော့ဒီလောက်ပါပဲ Okay let's go Okay ဒါပါပဲ